Hello，我又来了，家人们来给你们看一下这个蓝宝石耳钉，很好看哦，用银托先嵌好的。它这个你们看一下，它这个晶莹剔透，很好看的一个料子。这种的话就是里面的话就是有小内含物的，但是不影响美观的一个料子，肉眼不明显的，很好看哦。你们看一下，用银托做的，这也是先嵌好的一个款式。然后呢，它这个价格也是挺友好的哦，这个价格才2500人民币，这一双价格才2500人民币哦。如果喜歡的話，可以私信小薇的啊，謝謝大家。Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကတော့ဒါလေးပေါ့နော်，နီလာလေးပေါ့နော်။ငွေထည်လေးနဲ့အထည်ခတ်ထားတာလေးပါရှင်။ဒါလေးရမ်းလာနော်။တဘာဝနီလာလေးပါရှင်။ဒါလေးကမုန်းနီလာလေးပါ။ပြီးတော့သူ6ဒါလေးရတယ်လာရပေါ့နော်။ချူချင်းလေးကြာနေရပဲဒါလေးဆိုလို့ရှိရင်ငွေထည်လေးနဲ့လောက်ထားပါ။ဒီမျိုးဆိုလို့ရှိရင်ဝယ်ပြီးမှဆိုချက်ချင်းကိုယ်တိုင်နောက်လောက်ဆရာမလို့ပေါ့နော်။ပြင်လာစားလေးကင်းပါလေရှင်။ဒါလေးဆိုလို့ရှိရင်ဒါလေးဈေးလေးကကျတော့ငါသိန်းလေးပါပဲရှင်။ဒါလေးဈေးလေးကငါသိန်းလေးပါ။ချက်လို့ရှိရင်စီပြီးမှလာခဲ့ပြီပါ။